နံပါတ်1ဂုံသိက္ခာရှိတဲ့ပြားကြီးကျုံမြန်မာနိုင်ငံပါဝင်နိုင်ငံတော်များများမှာကားတိုင်းရှင်ပြားဆိုတာကုတ်ကားနံပါတ်ဘာဆိုတာကိုဖော်ပြပေးထားတဲ့တန်ကြားတတ်တာပါ။ဒါပေမဲ့ဒီဝိုင်းမှာတော့အဲ့ဒီတန်ကြားကဂုံသိက္ခာကြီးတစ်ခုဖြစ်နေပြီးဂုံတုကော်ပြိုင်လုံးစရာပစ္စည်းကြီးတစ်ခုဖြစ်နေပါတယ်။ဒီဝိုင်းမှာဇာလဝင်းနေတဲ့နိုင်ရှင်ပြားတွေကိုဂုံသိက္ခာရှိရလို့တတ်မှတ်ထားပြီးဇာလဝင်းနဲ့လေဈေးတွေပူခေါင်ခိုက်လေဖြစ်ပြီးတကုတ်ပြနဲ့လေးလံတင်ရောင်းချတဲ့ကြီးပါပဲ။နောက်16ခုနှစ်မှာနံပါတ်5တလုံးနဲ့ပါတဲ့နံပါတ်ပြားကိုကန်တော့လာ9တန်းနဲ့ရောင်းချခဲ့ပြီးအဲ့ဒီပြားကိုတတ်မဲ့ Rural Sky တန်မှုတဲ့10စားကျော်လောက်ရှိခဲ့ပါဒီလိုမျိုးစင်မိုးတဲ့ချုံမိုးကြီးနေပေမဲ့ဒူဘိုင်းသားတွေကတော့အဲ့ဒါမှဂုံရှိတာကွာဆိုပြီးလက်မှာထောင်နေကြတာဖြစ်ပါလေနေဗျာနံပါတ်2ရွှေမျိုးတော်ကြီးဒူဘိုင်းကသူ့ကိုယ်သူရွှေမျိုးတော်ကြီးပါဆိုပြီးကြွားပါတယ်တကယ်လည်းကမ္ဘာရွှေ40ရာခိုင်နှုန်းလောက်ကအဲ့ဒီမျိုးစီကိုဝင်နေရမလို့သူတို့အနေနဲ့ကြွားလဲကြွားချင်ကြပါပဲအခုပြူးနေတဲ့အေယာမရွှေလက်စွပ်ကြီးကိုပြည်သက်ဒီမြဲမှာလားဗျ Star Diversity လက်စွပ်ကြီးကကမ္ဘာကြီးဆုံးရွှေလက်စွပ်ကြီးတွေဝင်ဖြစ်ပြီးရွှေက21 carat နဲ့ဖိုးတန်ကြောင်းမြတ်ပေါင်း17ပေါင်တော့ပါရှိပါတယ်။ Brain ဆရာပေါင်း55အောက်က45ရက်ကြာလုပ်ခဲ့ရတာပါ။သူတို့စားလုပ်ခဲ့တဲ့2000ခုနှစ်တုန်းကဒေါ်လာ9သိန်းကျော်ကုန်ကျခဲ့ပြီးခုဆိုရင်ဒေါ်လာ3သန်းတောင်ထက်နေပါပြီ။အဲ့ဒါတခုအနေနဲ့စားတောက်ဆိုင်စီကိုပြည်သက်ကြီးကိုခေါ်သွားပေးပါမယ်။အဲ့ဒီမှာဒေါ်လာ290နဲ့24 carat ရွှေရွက်အကင်ကိုစားလို့ရပါတယ်။ရောက်တဲ့ကနေ့ပုံစံလိုက်ဖိုးတန်ရဲနာကိုအဆောင်ချက်ပြေးဝနဲ့လာချပြီးတဲ့ပုံစံမျိုးပြုလုပ်ထားတာကြောင့်ကိုမိုးပေါ်ရောက်သွားသလိုထိဘဝင်နေမြင်းနဲ့ဖီးတက်သွားနိုင်ပါတယ်။ကိုရွှေမျိုးဒူဘိုင်းသားတွေကရွှေကိုရမ်းကြိုက်ကြပုံပါပဲ။တကုံစားဦးဒေါ်လာ400ကနေ800လောက်ထိပေးတော့တဲ့နစ်ချိုဝီစကီကိုဝယ်တောင်းမယ်ဆိုရင်18 carat ရွှေကွက်နဲ့ထည့်ပေးပါတယ်။ပလင်းလိုက်ဝယ်တောင်းမယ်ဆိုရင်သူများတွေကိုပြန်ကြွားနိုင်ဖို့အဲ့ဒီရွှေကွက်ကိုအိမ်တဲသွားလို့လည်းရပါတယ်လေဗျာ။ဒါပေမဲ့ ADM ဆွတ်ဒီမှာရွှေတောင်းတွေပါထုတ်လို့ရတဲ့ပြင်ရွှေဈေးတွေကိုတပနေ့ပြည်တိုင်း update ထုတ်ပြန်ပေးတဲ့အထိအရှင်းမြင့်တယ်လို့သိရပါတယ်။ရွှေလန်းငွေလန်းဖောက်တဲ့ဆိုတဲ့စကားကဒီမျိုးနဲ့ကိုကွက်တီတွားကိုက်နေတော့တာပါပဲ။နံပါတ်3 James Bond မင်းသားလားပြည်သူဝင်နိုင်တွေလားကောင်းပင်ညုံးမေဇိန်ကန်စူပါကားတွေဂျက်ပတ်တွေဝင်နိုင်တာဂျေးဆိုဝင်သားပဲရှိမယ်လို့တင်ထင်နေပါသလားဒါဆိုရင်ဒူဘိုင်းကသာလာကြလိုက်ပါဒူဘိုင်းကရဲမိသားစားတဲ့ MSC ဝန်ထမ်းတွေဟာတခြားနိုင်ငံတွေထက်အဆင့်မြင့်ပြီးဇိန်ချတာနဲ့တာဝန်ထမ်းဆောင်ကြရပါတယ်ရဲရီဆိုဒေါ်လာတန်းချီတန်းတဲ့စူပါကားတွေကိုထားကြတာစီးနဲ့လူစိုးတွေကိုလိုက်ဖမ်းနိုင်တော့မိသားမားတွေကလည်းဂျက်ပတ်တွေကိုခန့်ခန့်ကြီးစီးနဲ့မီးလိုက်ပြီးညှိမ့်တက်နေကြတာပေါ့တကယ်ကိုထက်တန်းဆန်လာပါတယ်နံပါတ်4ကမ္ဘာထိပ်ဆုံးကအံ့ပွဲဆယ်စရိတ်နိုင်ငံတွေမှာနေဒူဘိုင်းဟာဂန်နာယာလွင်ဒီခွန်ပြင်ပေါ်ကငါးဖိုင်းရွာတေးသေးလေးကနေခုလိုခန်းသားလင်းလည်လွန်းတဲ့ဘောစီမျိုးဒီပြပြောင်းလဲလာခဲ့ပါတယ်။ဘာတ်ကလီဖာဆိုရဲကမ္ဘာမြေလုံးမုံမြော်တိုင်ကြီးကဒူဘိုင်းမှာရှိတာကိုပြည်သက်ကြီးတီးပြီးသားဖြစ်နိုင်ပေမဲ့အဒီမှာကြောက်စရာနဲ့အံ့ဩစရာကောင်းတဲ့ယာတခုလုံးဆောင်ခဲ့တဲ့စရာကိုရုပ်သိပါတော့ဗျ။2020ခုနှစ်မှာ Emirates လေကြောင်းလိုက်အတွက်ကြော်ညာဖို့စတက်မျိုးသမီးတူကဘာတ်ကလီဖာရဲ့ဟိုထိပ်ပြားစီကိုထပ်160ကနေတနာရီကျော်တော့ဒီစွန်းဆဆတွေ့တက်ခဲ့ရပါတယ်။ဂျော်နာက30စက္ကန့်နဲ့ဆိုပေမဲ့အကောင်းဆုံးရိုက်ကွက်တွေ drone ကနေရိုက်ယူနိုင်မှုအတွက်အဲဒီချေတဝါစာကမ္ဘာထိပ်ဆုံးနေရာမှာနိုင်ပေါင်းများစွာမတ်တရက်ခဲ့ရပါတယ်။ဒီမနေရာမှာတာမန်လေးမဲ့တာဆိုရင်တော့အဖေခဲ့ပါမေခဲ့ပါဆိုပြီးအော်မိကြမှာတေးထားပါပဲဗျာ။နံပါတ်5စူပါကားတင်ကြရင်ဒူဘိုင်းကိုရောက်လို့ပဲကြီးတီညာကြီးပါရင်ကားတွေလိုမျိုးရောင်းစုံလန်းစားစူပါကားတွေကိုမြင်ရပါလိမ့်မယ်။ဒူဘိုင်းကဒရိုးလေးလက်တောက်ပါနေတဲ့သူ့မှာမောင်ပဲ challenge ရှိပါတယ်။ဒူဘိုင်းမှာနေစင်တိုင်းစူပါကားတွေတောင်းမရဝန်စွန့်ပစ်ခံရပါတယ်။ပါတော့ကလေအသေးသေးလိုဟောင်းပြတာလားလို့ထင်ကြရှိပေမဲ့တကယ်မှန်တရားကတတ်တတ်ရှိနေပါတယ်။ဒူဘိုင်းရောက်လာတဲ့တွေဟာအတိုးလုံးပေးတယ်မလို့တဲ့ချင်းဝင်နဲ့စင်ကန်ကားတွေကိုလွယ်ကူဝယ်ယူနိုင်နေပါတယ်။အဲ့လိုလွယ်ရတော့အလွယ်ဖြုံးမြင်တဲ့တရေဝင်လာခြင်းမှာချင်းဝင်တွေကိုပြန်မဆက်နိုင်တော့တဲ့အထိမွေးသွားကြပါပြီ။အဲ့ဒီမှာနေထောင်လဲရောက်သူကရောက်ကုန်ကြပါတယ်။အဲ့ဒါကိုရှောင်းရင်းနဲ့တတိပြက်တွေကတော့သူတို့ကားတွေကိုစွန့်ပစ်ပြီးဒူဘိုင်းကနေတည်းများလစ်ပြီးကြပါတော့တယ်။စွန့်ပစ်ခံရတဲ့စူပါကားတွေကိုကြိတ်ပြပြီးတော့တိုင်ချိုပြီးအပြစ်မုံရင်ဈေးပေါပေါနဲ့လေးတန်းတင်းမြော့ရောင်းချတတ်ကြပါတယ်။နံပါတ်6အန်ဒမာငါးပြလိုက်ကြီးပါတွဲရှိနေတဲ့ကမ္ဘာကြီးဆုံးကုန်တိုက်ဗဆန်ရှိလို့ထင်တိုင်းချဲကြတဲ့ဒူဘိုင်းသားတွေကကမ္ဘာမှာအမြင့်ဆုံးအကြီးဆုံးအရှိဆုံးအဲဒီလိုမျိုးထိတ်ဆုံးနေကြီးကိုသူတို့မျိုးမှာပဲရှိနေခြင်းပုံရပါတယ်ဒူဘိုင်းမှာဆောနာကပြောခဲ့တဲ့အမြင့်ဆုံးမိုးမျှော်တိုင်ကြီးရှိနေတော့ကမ္ဘာအကြီးဆုံးဈေးဝယ်ဆန္ဒကြီးဒူဘိုင်းမောလည်းရှိပါတယ်အဲ့ဒီအကြီးဆုံးနဲ့မလုံလောက်သေးပဲအထဲမှာလည်းကမ္ဘာအကြီးဆုံး virtual reality အထူးရောင်ပုံရိပ်စစ်ပန်းညက်ဒီအိုလံပစ်ကွင်းရွယ်ကြီးတဲ့ရေခဲကွင်းပါဝင်နားလေဒူဘိုင်းပစာဟောင်းလာနဲ့ငေးမောရတဲ့အေယာမငါးပြလိုက်ကြီးပါစင်နာကြီးထဲမှာရှိနေရပါဒီလိုလာတဲ့သူတွေကဈေးဝယ်နဲ့ရင်းနှီးတော်ကောင်းကြီး3300ထိကိုတဝါကြီးကြီးစုနိုင်တော့အဲ့ဒါနဲ့မလုံလောက်သေးရင်ငမန်းအနေနဲ့တူပါရေငုတ်လို့ရနိုင်ပါသေးတယ်နံပါတ်9စိတ်ကူးရင်သိပ္ပံကားတွေကမြင်ကွင်းကိုတကယ်ပြောင်းလို့တော့မဲ့ဒူဘိုင်းနောက်40မှာကမ္ဘာကောင်းကင်ပြင်မှာတက္ကစီပြန်မောင်း4သိန်းကျော်လောက်ဥရိုပြန်တန်းသွားလာနိုင်တော့မယ်လို့လေဒါရှင်တွေကခံမှန်းထားပါတယ်ဒါပေမဲ့ပိုက်ပိုက်ထိုးတဲ့ဒူဘိုင်းကတော့အဲ့ဒီဂျန်စီကိုရှေ့ကနေစအောင်စနေပါပြီကျုံမြန်မာပြည်မှာဆိုရင်တော့ဥပါဆိုတက္ကစီပဲခေါ်လို့ရပါတယ်ဒါပေမဲ့ဒူဘိုင်းရောက်ရင်တော့ရန်ရင်ကိုတက္ကစီတော့လွယ်ငှားပြီးတော့မြို့ကိုဝင်ဘောကနေစီးမိုးလဲပတ်နိုင်ပါတယ်ဒါပြင်နာကမှာကားပြန်တွေတုံးပြီးတော့တက္ကစီဝင်စားမှုပေးမယ်ပထမဆုံးမြို့တော်ဖြစ်အောင်လဲကြိုးပမ်းနေတာပါနံပါတ်10ဟိုးမြင့်ကြီးမှာတိုက်ရိုက်တဲ့ tennis Bat Air Hotel ဒူဘိုင်းရဲ့ကမ္ဘာနာမည်ကြီးအထင်ကြီးနဲ့ဇင်ခံရည်ဖြစ်ပါတယ်လီဝက်ပုံနဲ့တိစောက်ထားတဲ့အမကန်အပြင်ပိုင်းပြီးသူကလဲရတာမကထဲမှာလည်းလမ်းပြန်နေအောင်ဖန်တီးထားတာကြောင့်အဒီစာအုပ်ကိုမြင်တာနဲ့မင်းတက်ငေးမုံပြီးကြသူကြီးပါပဲ
နောက်ထပ်ထူးခြားတဲ့ချက်ကပေ900နီးပါးပြင်းရှိတဲ့အိုးထိတ်ဆုံးမှာရရဲ့ကွင်းကိုတင်းနစ်ကွင်းပြောင်းပြီးတော့လက်တန်ဇာမနှစ်ယောက်ရှင်းပြိုင်ခဲ့လို့ပါတင်းနစ်အကြောင်းမှာအန်ဒရီယာဂါစီနဲ့ရော်တာဖက်ဒရာရှင်းပြိုင်ခဲ့တဲ့အဲ့ဒီပွဲဟာကမ္ဘာအမြင့်ဆုံးတင်းနစ်ပြိုင်ပွဲဖြစ်ခဲ့ပါတယ်ဇင်ငံပြိုင်ကားတွေထုတ်တဲ့အော်စတိုမာတင်ကုမ္ပဏီကလည်းဒူမာရစီရဲ့နေ့တရာပြည့်မွေးနေ့ကိုဂုဏ်ပြုဖို့အတွက်ဇင်ငံကားတစ်စီးကိုဟယ်လီကော်ပတာနဲ့ချီပြီးအဲ့ဒီကွင်းမှာချခဲ့ပါသေးတယ်နံပါတ်9အာကာသကစိတ်ဒီမနေ့နေပေါင်းဘီလီယံနဲ့ချီတုံးကဖြစ်ခဲ့တဲ့အာကာသကကျဲပေါကွဲမှုကြောင့်ကမ္ဘာပေါ်ကျခဲ့တဲ့နေအောင်စိတ်ကိုနောင်22ခုနှစ်တုန်းကဒူဘိုင်းကထုတ်ဖော်ပြသခဲ့ပါတယ်။စိတ်တုံးတရား955ကာရက်ရှိပြီးတော့ကမ္ဘာအကြီးဆုံးဖြတ်တောက်ပြီးသားစိတ်ထက်မှတ်တမ်းဝင်ပါခဲ့တာပါ။ဒူဘိုင်းမှာပြသခဲ့ပြီးတဲ့နောက်သူ့ကို cryptocurrency ဒေါ်လာ4 သန်းကျော်နဲ့ရောင်းချခဲ့ပါတယ်။နံပါတ်10လာကမ္ဘာဘဏ်ပြည်စကန်ကမ္ဘာမှာနေနိုင်နေပေမဲ့တကယ်လာကမ္ဘာကိုရောက်သွားလို့ခန်းစားစီမယ့်နေရာတစ်ခုဒူဘိုင်းမှာကောင်းထဲပေါ်လာပါတော့မယ်။ဒေါ်လာ9ဘီလီယံကုန်ကြပြီးတော့2029လောက်ဆိုရင်ဖွင့်နိုင်မယ်အပြန်စားလာဘဏ်ပြည်စကန်ဆောင်ကြီးအောင်တကယ်ကိုလာအတိုင်းကြီးချွတ်ဆွတ်လှုပ်ထားတာဖြစ်ပါတယ်။တခြားစိတ်ကဘန်းမစ်စကန်တွေလို facility ကုန်ပါမဲ့ပြင်ကုန်မှာဒူသားရင်မြန်ထဲမှာရောက်သူလိုခန်းစားစီမဲ့ night club တွေအာကသာရင်ရဲ့ရောက်နေတို့ခန်းစားစီမဲ့စကန်ရှောင်းလန်းတွေလည်းပါဝင်နေပါတယ်။ဟိုတယ်ခန်းတွေမှာပရိမောက်တွေစားနိုင်ရန်ပြည့် LED screen တွေတက်ဆင်ထားပြီးအာကသာနဲ့ဆက်ကြော်လာထဲမှာတကယ်ဖြတ်တန်းခီးသွားနေလိုမျိုးဖြစ်အောင်လို့ဖန်တီးထားတာဖြစ်ပါတယ်။လာမြတဲ့ပြင်ပေါ်သို့ချေချခြင်းဆိုရယ်ခီးစင်ကိုလည်းထည့်သွင်းပေးတော့မှာဖြစ်ပြီးတော့ကမ္ဘာမှာရှိနေစွာကိုလုံးဝမေ့သွားပြီးကိုယ်တိုင်ကိုကြအာကသာရင်နဲ့နားကမ္ဘာပေါ်မှာစင်းတန်တရားလိုမျိုးကိုနေဝင်စီးမျောသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။